ကန်နာဆိုရဲကောင်မလေးတယောက်သူစီရွရွနေတဲ့စွန့်ပစ်နေမြေတစ်ခုမှာလမ်းလျှောက်နေရင်အမျိုးသမီးတယောက်ကနေတော့ကိုမြင်လဲရတဲ့မြေခွင်းနဲ့စပွင့်ထားပါတယ်။ကန်နာရာကသူမဟာဘသူလဲလို့မေးပေမဲ့အဲ့အမျိုးသမီးကလုံးဝပြင်မပေးခဲ့ပါဘူး။သူမဟာကြောင်မပွဲကအောင်စက်ကပြီးနေခဲ့ပါတယ်။ကန်နာရာအနားကိုတိုးသွားတဲ့အခါမှာတော့အဲ့အမျိုးသမီးကသူမရဲ့လေဘင်းကိုအနောက်ဘက်ကိုလိမ်ပြီးလှိမ့်လိုက်တာကြောင့်သူမအရန်လန့်သွားခဲ့ပါတယ်။အဲ့ဒီနောက်အမဲအောင်တရဝတစ်ခုကသူမစီကိုခေါ်လာတဲ့အချိန်မှာပဲကန်နာရာကနိုးလာခဲ့ပါတယ်။ဒါပေမဲ့သူမကဒါအိမ်မက်ဆိုတစ်ခုပဲလို့သိလိုက်ရပါတယ်။သူမရေတန့်ဘူးရဲ့ရေပြည့်ဖို့အပြင်ထွက်တဲ့အခါတကားဖွင့်တာကိုကြားလိုက်ရပါတယ်။ဒါပေမဲ့သူမလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှရှိမနေပါဘူး။အဲ့ဒါကိုလှည့်ယူရှိပြီးတော့သူမရေစက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့တငယ်ချင်းအောင်ကအနောက်ကနေကိန်းမွန်တစ်ခုနဲ့ရုတ်တရက်ပေါ်လာပြီးသူမကိုအောက်အောင်လောက်ကမွေးနေ့ဆူတောင်းပေးခဲ့ပါတယ်။အောင်ကကန်နာရာတမင်တက်အိမ်မပြမဲကြံခဲ့တာကိုသူမသိနေခဲ့တယ်လို့ပြောပါတယ်။ကန်နာရာကလည်းအကယ်၍သူမသာအိပ်ပြခဲ့ရင်ရကာရောက်လာမှာဆိုလို့ဝန်ခံလိုက်ပါတယ်။အောင်ပြောတာကတော့ရကာကကန်နာရဲ့အရင်ဒီစောတငယ်ချင်းနဲ့ဖောက်ပြန်ခဲ့ပြီးအခုထိလည်းအရှိမရှိသေးဘူးလို့ဆိုပါတယ်။သူမဆက်ပြောတာကတော့ဒီနှစ်မှာအဆောင်ကအရင်တိတ်ဆိတ်နေတယ်လို့ဆိုပါတယ်။ဆော့ဆော့ကသူမစင်ကြလိုင်းတောင်ရှောက်လာတဲ့အခါအခန်းတော်များများမိပိတ်ထားတာဒိဋ္ဌာမိခဲ့တယ်လို့ပြောပါတယ်။သူမကကန်နာရာကိုသူမနဲ့အတူအိမ်လိုက်ခဲ့မလားလို့မေးပြီးတော့သူမရဲ့ရွာဖြစ်တဲ့ကာလာဝိုင်ကင်ကိုလေ့လာတင်တယ်လို့ပြောပါတယ်။ကန်နာရာကအဲ့ဒီနာမည်ကိုအရင်ကကြားဖို့တလို့ရှိရလို့ပြန်ပြေးပါတယ်။အောင်ကအချိန်တုန်းကအဲ့ဒီရွာကကတ်ချီတွေအများကြီးထွက်ခဲ့ပေမဲ့အခုတော့အရန်ရှားသွားပြီလို့ရှင်းပြပါတယ်။ကန်နာရာကသူမအိမ်ကနေလို့နားကျင်ပြီလို့ပြောပါတယ်။အောင်ကမနေ့ပြန်မတ်တရပစ္စည်းဝယ်ဖို့သူမနဲ့အတူလိုက်ခဲ့ဦးပြောပါတယ်။နောက်ပိုင်းမှာရကာစီကနေသူ့စီကနေဘယ်လောက်ထိဝေးနေဖို့စိတ်ကူးတယ်လဲဆိုတဲ့စာတော့ကိုလက်ခံရရှိခဲ့ပေမဲ့ကန်နာရာကပြန်မဖြေခဲ့ပါဘူး။သူမကာလာဝမ်ငင်ရွာအကြောင်းအင်တာနက်မှာရှာကြည့်တဲ့အခါအဲ့ဒီရွာဟာတစ်ချိန်ကအရေးရှိရှိတဲ့ကတ်ချီတွေအများကြီးတွေ့ခဲ့တဲ့အကြောင်းဆောင်းပါးကိုတွေ့ရပါတယ်။သူမစစ်ပြီးဖတ်ကြည့်တဲ့အခါလွန်ခဲ့တဲ့10နှစ်နီးပါးကမာယာဘူထရီယန်ဒရာဆိုတဲ့ကတ်ချီတွေမှလေးပျောက်ဆုံးသွားတဲ့တဲ့ရင်ကိုတွေ့လိုက်ရပါတယ်။နောက်တစ်နေ့တော့ရှင်းအောင်ပစ္စည်းဆိုင်မှာကန်နာရာကပဝါတစ်ထည်ကိုကင်ကြည့်တဲ့အခါအဖွားဦးတယောက်ကဒီပဝါကသူမအတွက်ပဲလို့ပြောပြီးပဝါကသူ့ရဲ့ရှင်သခင်ကိုသူကိုယ်တိုင်ရွေးချယ်တဲ့အကြောင်းပြောပါတယ်။ဒီပေါ်ရဲ့ရွေးချယ်ခြင်းခံရတဲ့သူဟာထာဝရနှောင်တည်သွားတော့မှတဲ့အကြောင်းကိုသူမကိုပြောပြီးတော့ကန်နာရဲစပင်မှာစတိုးတစ်ချောင်းကိုထိုးပေးလိုက်ပါတယ်။ကန်နာရာဆိုင်ကနေအထက်မှန်ထဲမှာထူးဆန်းတဲ့အမျိုးသမီးတယောက်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်။ကန်နာရာကအောင်ကိုဒီပွားဆိုင်ကအဖောက်ကိုပေးလိုက်တာဖြစ်ပြီးသူမကိုအရှင်သခင်ပြရွေးချယ်လိုက်ပြီလို့ပြောကြောင်းပြန်ပြောပါတယ်။သူမကစတိုးကိုပါပြပေမဲ့အောင်ကတော့ဒါကြီးကကြောက်စရာကြီးလို့ပြောပြီးဒီဇိမ်းတွေပေးတာကိုအလွယ်တကူလက်မခံဖို့သတိပေးပါတယ်။သူတို့ရောက်ထွက်သွားတဲ့အခါအဲ့ဒီဆိုင်ကတကယ်တော့လူမရှိပဲငှားရတင်ထားတဲ့ဆိုင်လောက်ကြီးဖြစ်နေတာကိုမြင်တွေ့ရပါတယ်။နောက်ပိုင်းမှာကန်နာရာအောင်နဲ့အတူရွာကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးမသွားခင်မှာပဝါနဲ့စတိုးကိုဗီဒီယိုထဲမှာထည့်ထားခဲ့ပါတယ်။အဲ့ဒီနေ့ညနေရောက်တဲ့အခါမိုးရေအရန်တဲထိုင်နေပါတယ်။ကန်နာရာကမိုးခုတ်ဖို့အကြံပေးပြီးအမိုးအောက်ကိုဆွဲခေါ်ခဲ့ပေမဲ့အောင်ကတော့နည်းနည်းပဲလူတော့တာဖြစ်ပြီးသူတို့လည်းရွှေကုန်ပြီးမဆွတ်သွားဖို့ပဲပြောပါတယ်။ရုတ်တရက်ကန်နာရာကတိတ်ခီတဲ့တန်တွေကြားလိုက်ရပေမဲ့အောင်ကစကားဖြတ်ပြီးအညံတော့ဖို့ပဲတိုက်တွန်းပါတယ်။နောက်ဆုံးမှာတော့အောင်ရဲ့အိမ်ကိုရောက်သွားပြီးအောင်ကသူမရဲ့အမေနဲ့အဖေကိုမိတ်ဆက်ပေးတဲ့အခါအမေဖြစ်သူကဝမ်းသာအားရကြိုဆိုပါတယ်ခဏအကြာမှာတော့အောင်ရဲ့အဖေပရစ်စတိုမိုအာကိုလမ်းလျှောက်ဝင်လာပြီးတော့အောင်ကကန်နာရာနဲ့မိတ်ဆက်ပေးပါတယ်ဒါပေမဲ့သူ့ရဲ့အမှုအရာကြည့်ရတာကန်နာရာကိုအဲ့ဒီမှာမြင်တွေ့ရတာကိုတိတ်ပြီးသဘောကျပုံမြင်တာထင်ရှားပါတယ်အခန်းထဲရောက်တဲ့အခါမှာတော့အောင်ကသူ့အဖေရဲ့ထူးဆန်းတဲ့အမှုအရာအတွက်တောင်းပန်ပါတယ်တငင်းတယောက်ခေါ်လာမယ်လို့မိဘတွေကမပြောထားဘူးလားလို့ကန်နာကမေးတဲ့အခါအောင်ကသူမအမေကိုပြောထားကြောင်းအမေကအဖေကိုပြန်ပြောမှဖြစ်ကြောင်းဒါပေမဲ့သူမကအိမ်ကိုတငယ်ချင်းတစ်ခါမှမခေါ်လာဘူးဆိုပြန်ပြေးပါတယ်သူမဟာပထမဆုံးလားလို့ကန်နာကမေးတဲ့အခါအောင်ကဟုတ်တယ်လို့အတည်ပြုပြီးသူမရဲ့အထက်တန်းကျောင်းကတငယ်ချင်းတွေတယောက်မှဒီကိုမလာစင်ကြဘူးလို့ဆိုပါတယ်ကန်နာရီချိုးဖို့သွားနေတော့မှအောင်ရဲ့အမေကပရစ်စတိုမိုကိုဘာဖြစ်လဲလို့မေးပေမဲ့သူကဘာမှမပြောပါဘူးဒါပေမဲ့သူမျက်နှာပေါ်ကစိုးရိမ်စိတ်ကူတော့အထင်ရှားမြင်နိုင်ပါတယ်ကန်နာရီချိုးပြီးထွက်လာတဲ့အခါရုတ်တရက်တကားတစ်ခုဝုန်းကနေပိတ်သွားပြီးသူမလှည့်ကြည့်လိုက်တဲ့အခါတကားအနောက်မှာရေးတစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပါတယ်။အောင်လို့တင်ပြီးသူမလှမ်းခေါ်လိုက်ပေမဲ့ပရစ်စတိုမိုကဒါအားရဲ့အခါမဟုတ်ဘူးလို့ရုတ်တရက်ဖြတ်ပြောခဲ့ပါတယ်။နောက်ပိုင်းမှာအောင်ကသူမကိုရီးစားထားခွင့်မပြုကြောင်းကန်နာကိုပြောပြပါတယ်။ကန်နာကလည်းအဖေဖြစ်သူမှာအကြောင်းပြချက်ရှိမှာပါလို့ပြောပြီးသူမကိုယ်တိုင်လည်းရီးစားထားခဲ့တာကိုနောက်တော့ရအောင်ဝန်ခံပါတယ်။ဒါပေမဲ့အောင်ကအနည်းဆုံးတော့ကန်နာဟာအချစ်ဆိုတာဘယ်လိုလဲဆိုရဲတွေးကြုံရခဲ့တာပဲလို့ပြန်ပြောပါတယ်။ကန်နာကသူမရဲ့ဖေကတန်ရရမှာဆိုလို့ရေးစားမထားခိုင်းတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့သူမဆက်ပြောဖို့လုပ်တော့မှပဲအောက်ကအိပ်ပျော်သွားတာကိုသတိထားမိလိုက်ပါတယ်။ကန်နာကဖုန်းကိုလှမ်းကင်ပေမဲ့ဖုန်းကပိတ်နေတာကိုတွေ့ရပါတယ်
သူမအားသွင်းတို့ယူဖို့အိတ်ကိုဖွင့်လိုက်တဲ့အခါမှာအထဲမှာအဲ့ဒီပဝါနဲ့စတိုးကိုတွေ့လိုက်ရလို့မင်းတက်သွားခဲ့ပါတယ်။သူမရဲ့စိတ်ထဲမှာပဝါရဲ့ရွေးစိတ်ချင်းခံရသူဟာထာဝရရှင်လောင်ခြင်းခံရလိမ့်မယ်ဆိုတဲ့အဖွားအိုရဲ့သတိပေးချက်ကိုပြန်ကြားအောင်မိသွားပါတယ်။စိတ်မသက်သာစွာနဲ့ပဲသူမဟာအဲ့ဒီပစ္စည်းတွေကိုဘေးပယ်ထားပြီးပဝါသွင်းမှုပြင်လိုက်ပါတယ်။ဒါပေမဲ့ရုပ်တရက်ဆိုတယ်လို့သူမရဲ့ရှစ်တာဟာဆိုးစွနေတဲ့ကျမ်းမြေပေါ်မှာရှော့သွားပြီးအမိုးကအပေါက်လေးကနေမိုးရီစိမ့်ထွက်နေတာကိုသတိထားမိသွားပါတယ်။သူမဟာမိုးရီကမှုပုံတလုံးသွားယူဖို့မိဖို့ကြောင့်တွေကိုသွားခဲ့ပါတယ်။အခန်းဘက်ကိုပြန်လျှောက်လာတဲ့အခါမှာပရင်းပေါက်တစ်ခုအနှဲငယ်ပွင့်နေတာကိုသတိထားမိလိုက်ပါတယ်။သူမကပရင်းပေါက်ကိုပိတ်လိုက်ပေမဲ့အမောင်ထဲမှာထိုင်နေတဲ့ပရစ်စတိုမိုကိုရုပ်တရက်မြင်လိုက်ရတာကြောင့်ထိတ်လန့်သွားခဲ့ပါတယ်။သူမဟာစိတ်ကိုအမြဲပြန်ထိန်ပြီးအောက်ရဲ့အခန်းမှာမိုးယိုနေလို့ပုံသွားယူတာပါလို့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ပရစ်စတိုမိုကဘာမှပြန်မပြောတဲ့အတွက်သူမထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပရစ်စတိုမိုကသူ့အခန်းထဲမှာအိပ်ပျော်နေတော့မိစ္ဆာအတန်တစ်ခုကတေချင်းတရားကမင်းတို့ကိုခွဲခွာစေတဲ့အထိလို့သူ့ကိုတူတူလေးလာပြောပါတယ်။သူဟာလန့်နိုးလာပြီးအနောက်ကိုအမြန်လှည့်ကြည့်ပြီးမှဘယ်သူမှမရှိပါဘူး။နောက်တနေ့မနေ့မှာအောင်ကကန်နာရာကိုပြတ်တိုက်ကိုခေါ်သွားပြီးကကူဆီယာမစာတီနဲ့မိတ်ဆက်ပေးပါတယ်။မကြခင်မှာပဲအမျိုးသားတယောက်လမ်းလျှောက်ဝင်လာပြီးအောင်ကသူ့ကိုစိုင်းတိကတ်တူသားကြဖြစ်ကြောင်းဒီကမိန်းကလေးတွေအားလုံးအားကြရသူဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်။နောက်တော့အောင်ကကန်နာရာကိုကားရတာကိုလွမ်းလာလို့မေးပေမဲ့ကန်နာရာကရဲပြီးပဲကြော်လိုက်ပါတယ်။အောင်ကဒါကြဟာကန်နာရာကိုပဲစိတ်ကြည့်နေရလို့ဆန်းနောက်ပြီးဆီယာမစာတီကိုလည်းကန်နာရာအရင်ကကတ်ချစ်တဲ့တရားဖြစ်ခဲ့မှုကြောင့်ပြောပြလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခြားចောင်းသားတွေဟာချစ်ချင်းပဲစစ်လှုပ်ချသွားပြီးကန်နာရာကိုသူတို့နဲ့အတူကဖို့ခေါ်သွားကြပါတယ်။ကန်နာရာကသူမမကတ်တာကြာပြီးဖြစ်လို့တော်တော်များများမိကုန်ပြီးဖြစ်ကြောင်းတောင်းပန်ပါတယ်။ရုပ်တရက်အဝေးမှာတိတ်တိတ်ဆိတ်ရက်ကြည့်နေတဲ့အမျိုးသမီးတယောက်ကိုသူမသတိထားမိသွားပါတယ်။ဒါကိုမြင်သွားတဲ့ဆီယာမစာတီကကုန်ကြီးအပေါ်မှာပဲအာရုံစိုက်ဖို့ပြောလိုက်ပါတယ်။ကန်နာရာပြန်လှည့်ကြည့်လိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကပျောက်ကွယ်သွားပါတယ်။အဲ့ဒီအချိန်မှာပရစ်စတိုမိုကသူ့ဇနီးကိုဘာနူးပြန်လာပြီလို့ခန်းစားနေရတဲ့အကြောင်းပြောပြပါတယ်။နောက်ထပ်ဘသူကတားကောင်ဖြစ်မလဲလို့ဇနီးတွေကမေးလိုက်ပေမဲ့ပရစ်စတိုမိုကတော့လွန်ခဲ့တဲ့10နှစ်ကမိုင်ယန်တေဆုံမှုမှာဘာနူးပတ်ဝင်ပတ်သက်တယ်ဆိုတာကိုသူမယုံကြည်သေးကြောင်းပြောပါတယ်။ဘာကိုဆိုလိုရလဲလို့ဇနီးဖြစ်သူကမေးရဲ့အခါပရစ်စတိုမိုကဘာနူးအနေနဲ့အဲ့ဒီကမလေးရဲ့ပေါ်နာကျူးစီအကြောင်းမျက်ရှိမရှိဘူးလို့ရှင်းပြပါတယ်။သူကမင်းဘာနူးကိုကောင်းကောင်းသိရမဟုတ်လားလို့မေးတဲ့အခါဇနီးဖြစ်သူကတိတိစိတ်ကောင်းနှင်းပြပါတယ်။နောက်ပိုင်းမှာအောင်ကဒါကြရဲ့ဦးလေးရွာဖြုံးဖြိုးဖို့ကူညီပေးတဲ့ဩဇာရှိသူဖြစ်ကြောင်းဒါပေမဲ့ဒါကြရဲ့မိဘတွေတည်ဆုံသွားပြီးရမဖြစ်သူပျောက်ဆုံးနေတာကြာပြီဖြစ်လို့ဒါကြကိုတနာကြောင်းကန်နာရာကိုပြောပြပါတယ်။အဲ့ဒီညမှာပဲကန်နာရာအိမ်မက်ဆိုထမ်းမဲ့ပြီးထိုမျိုးသမီးကိုထပ်တွေ့ရပြန်ပါတယ်။ဒီတစ်ခါမှာတော့အဲ့ဒီအမျိုးသမီးရဲ့လေပင်ကအနောက်ဘက်ကိုအကုန်လဲထွက်သွားပါတယ်။အဲ့ဒီမှာမိတ်ဆက်တကောင်ကခုံဝင်လာပြီးပိုက်လုံးတစ်ခုပေါ်မှာနားလိုက်ပါတယ်။ကန်နာကကြောက်တဲ့ကြားထွက်ပြေးတဲ့အခါအဲ့ဒီအမျိုးသမီးကစက်တင်ကတ်ခုံမာတော့တယ်။မိတ်ဆာကအောက်ကိုတွားဆင်းလာပြီးနိုင်ငံတစ်ခုနောက်မှာပုံနေတဲ့ကန်နာစီကိုဥတီလာပါတယ်။ဒါပေမဲ့မိတ်ဆာကသူမရဲ့အနောက်မှာပေါ်လာတာကြောင့်သူမလက်နိုးသွားခဲ့ပါတယ်။မိတ်ဆာကငါနဲ့လိုက်ခဲလို့တူတူလေးပြောလိုက်တဲ့အခါသူမဟာတည်ပေါ်ကနေထိတ်လန့်နေကြအော်ဟဲပြီးဆင်းလာခဲ့ပါတယ်။သူမဟာထိတ်လန့်နေကြနဲ့အောင်းကိုနှိုးဖို့ကြိုးစားပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့အခန်းတကာကအလိုလေးကပွင့်လာပါတယ်။ကန်နာယာကအပြင်ဘက်ကိုဖိဖိချင်းထွက်လာခဲ့ပြီးအမျိုးသမီးတယောက်ရဲ့တရှင်းဆိုတန်ကိုကြားလိုက်ရပါတယ်။သူမဟာသိရှင်စိတ်နဲ့အဲ့ဒီအတန်နောက်ကိုလိုက်ပြီးအခန်းထဲကနေထွက်လာခဲ့ပါတယ်။သူမပတ်ဝန်းကျင်ကိုကြည့်ရှုစစ်ဆေးနေတော့မှပဲမိစ္ဆာတကောင်လက်တွေကိုမြှောက်ထားတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့သူမလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှရှိမနေပါဘူး။အိမ်နောက်ရုတ်တရက်အတန်တစ်ခုကြားလိုက်ရပြီးသူမရဲ့အနောက်ကနေရေတစ်ခုဖြတ်သွားပါတယ်။သူမရှိကိုဆက်လျှောက်သွားတဲ့အခါတရှင်းဆိုတာအခန်းတစ်ခုထဲကလာနေတာကိုသိလိုက်ရပါတယ်။သူမဟာတကားမှာနားကပ်ပြီးနားထောင်ကြည့်ကတုံဆိုင်နဲ့ဖွင့်ဖို့ကြိုးစားပေမဲ့တကားကပိတ်နေပြီးတချင်းတန်လည်းရပ်သွားပါတယ်။သူမပြန်လဲတွေ့ဖို့လှုပ်တုံးပါပဲ။တကားကရုတ်တရက်ပွင့်လာတာကြောင့်သူမရဲ့ကြောက်စိတ်ကပိုပြီးတိုးလာခဲ့ပါတယ်။သူမပြန်လဲပြီးအခန်းထဲကိုချောင်းကြည့်လိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကိုပဲထပ်တွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအောင်ကလှမ်းခေါ်လိုက်တာနဲ့တကားကဝုန်းခနဲ့ပြန်ပိတ်သွားပါတယ်။နောက်တနေ့မနေ့မှာကန်နာရာကအောင်ကိုသူမအိမ်မက်ထဲကအမျိုးသမီးအကြောင်းနဲ့သူမမြင်ခဲ့ရတဲ့အမဲရပုံတဲ့အကြောင်းတွေပြောပြပါတယ်။အောင်ကဒါရီနဲ့ဆက်ဆက်မှုရှိမရှိမသိကြကြောင်းပြောပြပေမဲ့သူတစ်ပါးစီကကြားမှုတဲ့ပုံမြင်တစ်ပုဒ်ကိုပြန်ပြောပြပါတယ်။သူမအိမ်ကအဲ့ဒီအခန်းဟာတစ်ချိန်ကသူမအဖေရဲ့ညီဖြစ်သူဘာနုပိုင်ခဲ့တာလို့ရှင်းပြပါတယ်။ဘာနုဟာဒီရွာမှာပဲနေတဲ့ယာတီဆိုတဲ့ကတ်ချစ်တဲ့ယူဇာတယောက်ရှိခဲ့ပူပါတယ်။ဘာနုဟာရွာသားတွေရဲ့အရှင်လက်လက်မိမြုပ်တက်ချင်းကိုခံရပြီးတိတ်ဆုံးသွားခဲ့တာပါ။အဲ့ဒီအပြင်10နှစ်တကြိမ်မှာနောက်ထပ်ကတ်ချီတရီယာကိုရွေးပူစားဖို့တောင်းဆိုလို့ရှိရလို့သူမကသတိပေးပါတယ်။သူမငယ်တုန်းကအဲ့လိုတားကောင်ပြစ်ခဲ့တဲ့တယောက်ကပျောက်ဆုံးသွားပြီးအခုထိစာမတွေ့တော့ဘူးလို့ဆိုပါတယ်။ဒါဟာဒါကြရဲ့ညီမလားလို့ကန်နာကမေးတဲ့အခါအောင်ကဟုတ်တယ်လို့အတည်ပြုပေးပါတယ်။
နောက်တော့ဒါဂျာကရာသီယာရှေကာအပြင်ဘာနူးရဲ့ကိုပွားဖြစ်ပြီးလက်စားရှိဖို့ကြိုးစားနေတာလို့မိုင်ယန်တကားကပြောဘူးကြောင်းသူတို့ကိုပြောပြပါတယ်အဲဒါကြောင့်10နှစ်တစ်ချိန်မှာသူ့ဦးလေးကဘာနူးရဲ့ဝိညာဉ်ကိုနှစ်သိမ့်ဖို့တိတ်တဆိတ်ရစ်ပူစာပွဲလုပ်ရတာလို့ဆိုပါတယ်ဒါဆိုရင်ကန်နာယာအနေနဲ့ဒါကိုဆွေးနွေးဖို့ဦးလို့အဒီနဲ့သွေးတင်လာလို့အောင်ကမေးပါတယ်ဒါပေမဲ့ကန်နာယာကသူမအဆင်ပြေကြောင်းနဲ့မလိုအပ်ကြောင်းအမြန်မဲ့ညှင်းဆိုလိုက်ပါတယ်သူမဟာဒါတွေကသူမနဲ့ဘလို့ပတ်သက်နေရလဲဆိုတာကိုပဲဇဝေဇဝါဖြစ်နေပါတယ်အခုလောလောဆယ်မှာတော့ယာတီကခိုင်းရင်မကပါနဲ့သူမကိုပြန်တွန်းလှန်ပါလို့ဒါကြားကသတိပေးပါတယ်အဲ့ဒီညနေမှာပရစ်စတိုမိုရဲ့ဇနီးကသူ့ကိုလက်ဖက်ရည်တိုက်ပါတယ်ဒါပေမဲ့သူကခွက်ကိုနှခမ်းနဲ့တည်သွားတဲ့အချိန်မှာပဲတွေးဝဲနေတာကိုသိထားမိလိုက်ပါတယ်တွန်တွန်ရီနဲ့သူမော့ကြည့်လိုက်တဲ့အခါမိစ္ဆာတကောင်ကကတ်ချစ်တယ်ပမာလဲလို့မင်းနေတာကိုမင်းလိုက်ရပါတယ်ဒါပေမဲ့သူ့ဇနီးကဘယ်သူ့ကိုမှမမင်းရပါဘူးသူမကပရစ်စတိုမိုကိုစိတ်ပြန်သွင်းပေးလိုက်ပါတယ်ဘာဖြစ်တာလဲလို့မေးပေမဲ့သူကတော့တုံရင်နေဆဲဖြစ်ပေမဲ့ဘာမှမဟုတ်ဘူးလို့ပဲပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာကန်နာဒါဟာသရှင်ဆိုတန်ကိုထပ်ကြရပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့တကားကိုဖွင့်ဖို့သူမကိုတိတ်တွန်းနေတာပါခဏအကြာမှာတော့သူမမသိတဲ့အခန်းတစ်ခုရဲ့ရောက်နေတာကိုတွေ့လိုက်ရပါတယ်ရင်ဘတ်တွေတုံတုံခုန်နေရင်သူမအခန်းကိုလှည့်ပတ်ကြည့်လိုက်တဲ့အခါကချစ်တဲ့မလေးနဲ့ဘာနူးရဲ့ဓာတ်ပုံတွေကိုတွေ့လိုက်ရပြီးစပွဲပေါ်မှာလဲဟောင်းနှံဆုပ်ပြစ်နေတဲ့စာအုပ်တုံးရှိနေတာကိုသတိထားမိလိုက်ပါတယ်တိချင်စိတ်နဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာကောက်ထားတဲ့စာရွက်တွေကိုတွေ့ရပါတယ်စာရွက်ကိုပြန်လိုက်တဲ့အခါချစ်သီးထပွဲစာသားတွေကိုတွေ့လိုက်ရပါတယ်အမွာကြကြရှင်ဝိညာဉ်နှစ်ခုအချစ်တစ်ခုလက်စားချေမှုတစ်ခုဝိညာဉ်ကိုဆွဲခေါ်ခြင်းစတဲ့စာရေးထားတာကိုတွေ့ရပါတယ်ရုတ်တရက်အတန်တစ်ခုကသူမကိုကဖို့အမိတ်ပေးလိုက်ပြီးကြောက်မဲ့ပွဲတေးဂီတာဆက်တင်ထွက်ပေါ်လာပါတယ်သူမရဲ့စံတတ်မပါပဲမမြင်ရတဲ့အင်အားတစ်ခုကထိန်းချုပ်ထားသလိုသူမရဲ့လက်တွေခြေထောက်တွေဆက်တင်နှုတ်ချလာပါတယ်သူမဟာရုံးကန်နဲ့ရပ်ဖို့ကြိုးစားတယ်ပြီးတော့ဒါရရက်တန့်သွားဖို့ငိုယိုတောင်းပန်မိမယ်သူမရဲ့အတန်ကိုကြားမဲ့သူတယောက်မှမရှိပါဘူးခဏအကြာမှာသူမဟာပုကမှုကနေခက်တက်လက်မြောက်သွားပေမဲ့ဂျာတီပေါ်လာပြီးသူမကိုကောက်ဖို့ထပ်မံမိတ်ပေးခဲ့ပြန်ပါတယ်လူတိုင်းဟာဘာနူးရဲ့အခန်းစုကိုပြေးလွှာရောက်လာကြပြီးတကားဖွင့်ပေးဖို့ကန်နာယာကိုတနတ်ခံခဲ့ကြပါတယ်ဒါပေမဲ့အထဲမှာတော့သူမဟာဝိညာဉ်ပုကခံထားပြီးကြောက်မက်ဖွယ်ကအောင်ကနေပါတယ်ယာတီကနီးမြုပ်ထားတာတွေပြန်ထလာလိမ့်မယ်လို့တရှုရှုအော်ရဲ့နေချိန်မှာပရစ်စတိုမိုကတကားကိုအတင်းတုပ်ပွင့်မှုစူးစမ်းနေတယ်။ကန်နာယာဟာရုတ်တရက်သတိပြောင်းဝင်လာပြီးအကူအညီတောင်းကအော်ဟက်ပေမဲ့ဂျာတီကသူမကိုထမ်းမှန်ပန်းစားလိုက်ပြန်ပါတယ်။ကြောက်မြစ်ပဲမြင်ကွင်းတစ်ခုအဖြစ်ကန်နာယာဟာလေထဲမှာပြန်တက်သွားပြီးတကားကဝုန်းကနေပွင့်သွားတာကြောင့်အောင်နဲ့သူမရဲ့မိဘတွေကထိတ်လန့်တကြားနဲ့ကြောင်ကြည့်နေခဲ့ကြပါတယ်။သူမဟာလေထဲမှာကြောက်စရာကောင်းအောင်စစ်ကနေပြီးရုတ်တရက်ကျမ်းမြေပေါ်ကိုပြစ်ကျသွားပါတယ်။သူမတငယ်ချင်းဘလို့ဖြစ်ပြီးအဲ့လိုပြန်တက်သွားတာလဲလို့မေးရင်သူတို့မိသားစုမှာဘာတွေဖြစ်နေရလဲလို့အောင်ကပရစ်စတိုမိုကိုမေးပါတယ်သူလည်းနားမလဲကြောင်းဝန်ခံပေမဲ့အောင်ကသူ့အပီလိန်နေရလို့ဆွဆွဲပြီးတော်တဲ့ကြီးထွက်သွားခဲ့ပါတယ်။သူမဟာဒါကြစီသွားပြီးဦးလေးနဲ့ယာတီကရွာသားတွေကိုပဲနာကြည့်ရဆိုရင်ဘာလို့ကန်နာဒါကထိခိုက်နေရလဲလို့မေးပါတယ်။ဘာဖြစ်တာလဲလို့သူကမေးပေမဲ့ဒီမှာမလုံခြုံတော့တဲ့အတွက်ကန်နာယာကိုကြောက်ကြစီပြန်ခေါ်သွားစဉ်ကြောင့်သူမကရှင်းပြပါတယ်။ဘာလို့မလုံခြုံတာလဲလို့ဒါကြကမေးရအခါကန်နာယာကိုမာယာလိုကချမမင်းမကြုံသေးခြင်းဘူးလို့သူမကပြန်ဖြေပါတယ်။အဲ့ဒီညမှာပဲအောင်နဲ့ကန်နာတို့ကြော့ကြာကိုထွက်ခွာခဲ့ကြပေမဲ့လမ်းမှာလူစိမ့်တွေရဲ့ပြန်ပြေးဆွဲခြင်းကိုခံလိုက်ရပါတယ်။နောက်တနေ့မနေ့မှာကန်နာယာနိုးလာတဲ့အခါဒါကြာကိုအဲ့ဒီမှာတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်။သူမကိုစိတ်အေးထားဖို့ပြောပေမဲ့သူမကအောင်းပေါ်မှာလဲလို့ချစ်ချင်းမေးပါတယ်။ပရစ်စတိုမိုရဲ့လူတွေကသူတို့ကိုပြစ်ထုတ်လိုက်လို့သူမကိုဒီကိုခေါ်လာတာပါလို့ဒါကြာကပြောပါတယ်။သူမသူ့ကိုလူလဲလို့ခေါ်ပြီးအောင်းပေါ်မှာလဲလို့စစ်မေးပေမဲ့သူကမသိဘူးလို့ပဲဖြေပါတယ်။အဲ့ဒီလူတွေကိုပရစ်စတိုမိုလွတ်လိုက်တာမှသူဘလို့သိလဲလို့ကန်နာကမေးရကဒါကြာကသူဟာဒီအသားဖြစ်ပြီးဒီမှာပရစ်စတိုမိုအဖွဲ့နဲ့သူ့ရဲ့အဖွဲ့ဆိုပြီးစန့်ကျင်ဘက်အဖွဲ့နှစ်ခုရှိကြောင်းပြောပြပါတယ်။ဒီအခန်းဟာမိုင်ယာပိုင်ခဲ့တဲ့အခန်းပြေကြောင်ဖွင့်ပြောပြီးတော့ကန်နာကိုစိတ်အေးထားဖို့ပြောပါတယ်။အဲ့ဒီညမှာသူမကြော့ကြာကိုပြန်နိုင်မှုဘတ်စကားကိတ်ကိုပို့ပေးမယ်လို့သူကပြောပါတယ်။ဒါပေမဲ့အမှန်တကယ်တော့ဒါကြာဟာသူ့ရဲ့အဒီနဲ့ပူပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်းပေါ်သွားပါတယ်။အဒီကကန်နာယာနိုးလာတာနဲ့ရစ်ပူစာပွဲကိုချက်ချင်းဆက်ရမယ်လို့ဒါကြာကိုပြောပါတယ်။အဒီထွက်သွားတဲ့အချိန်မှာပဲဒါကြာဟာမိစ္ဆာတကောအဲ့ဒီမှာရက်နေတာကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာအောင်ကသူမအဖေကိုကန်နာယာကိုရှာတွေ့ပြီလားလို့မေးတဲ့အခါမတွေ့သေးဘူးလို့သူကဖြေပါတယ်။ဒါပေမဲ့သူတို့တော်များများကိုရှာခိုင်းထားမိပြီလို့ဆိုပါတယ်။ရုတ်တရက်အောင်ကသူ့အဖေရဲ့ကိုယ်ထဲမှာမိစ္ဆာကိုမြင်နေရတဲ့အတွက်အဝေးမှနေဖို့ပြောပါတယ်။သူမကိုစိတ်ညစ်အောင်လုပ်ပေးတဲ့အခါအောင်ကသတိပြောင်းဝင်လာပြီးအမေရန်ပုံတရံကြီးကိုမြင်လိုက်ရတယ်လို့ပြောကအသိပင်မင်းရှူလိုက်ပါတယ်ပရစ်စတိုမိုကဘာနူးရဲ့ကူစီသွားပြီးဒါရီအားလုံးကလွန်ခဲ့တဲ့နှစ်20ကနာကျစ်တွေကြောင့်ပဲလားလို့မေးပါတယ်
သူကဘာနူးကိုဒါတွေကိုလက်လွတ်ဖို့လက်စားချေတာကိုသူ့ကိုပဲလုပ်ဖို့တောင်းပန်ပေမဲ့အောင်းကိုတော့မတိကျဖို့တနာခံပါတယ်ရုတ်တရက်အတန်နဲ့ကြီးတစ်ခုကသူ့ကိုအိမ်ပြန်မှုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအဒီကတ်ချစ်တဲ့ကိုချောက်တွေးပြီးဖြစ်လို့ဒီညမှာရစ်ပူစာပွဲလုပ်မယ်လို့သူ့အဖေကိုပြောပါတယ်နောက်ပိုင်းမှာကန်နာယာဟာကြောက်စရာတဲ့ရှင်ကိုထတ်ကြရပြီးရုတ်တရက်ဘဝကသူမရဲ့ရှရာကိုသူ့အလိုလိုလာပတ်ပါတော့တယ်သူမရဲ့ရှိတဲ့မှာယာတီရက်နေတာကိုတွေ့လိုက်ရပြီးယာတီကအရှင်ရောက်ပြီးလို့တူတူလေးပြောပါတယ်ယာတီကသူမရဲ့လက်တွေကိုထူးဆန်းတဲ့ရစ်ပူစာမှုပုံစံနဲ့လှုပ်ရှားလိုက်တဲ့အခါကန်နာယာသူမရဲ့ဝိညာဉ်ကိုဆက်တုပ်ခံနေရတယ်လို့ခံစားလိုက်ရပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာကျိုးမတက်နောက်ဘက်ကိုတဘာဝမကြောက်အောင်လင်းကောက်သွားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒါဇာအခန်းထဲဝင်လာလို့ကန်နာယာတတိပြောင်းဝင်လာပါတယ်သူမအဆင်ပြေရလားလို့သူကမေးပေမဲ့သူမကတော့စကားတော့မပြောနိုင်အောင်ထိတ်လန့်နေရှာပါတယ်သူကသူမကိုတက်ပေါ်အယ်ဘမ်တစ်ခုပြပြီးပရစ်စတိုမိုနဲ့ဘာနူးလိုမိသားစုရွာကိုရောက်လာပြီးနောက်ကာလာဝန်ကင်ကတချိန်ကအရန်စီကားခဲ့ကြောင်းရှင်းပြပါတယ်သူတို့ဟာထွက်ရှိတဲ့သီးနှံတွေကိုရွာသားအိမ်နဲ့အမြင့်မြှောက်ဝေးလေးရှိပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ရွာသားတွေဖျားနာကုန်ကြပြီးတချို့ဆိုတေးတောင်တေးကုန်ကြတယ်စုံစမ်းစစ်ဆေးပြီးနောက်မှာတော့သူတို့ပေးတဲ့သီးနှံတွေကြောင့်ဖြစ်တယ်ဆိုတာကိုတွေ့ရှိသွားကြတယ်ဒေါသထွက်နေတဲ့ရွာသားတွေကဘာနူးကိုလက်ကွင်းတွေကိုခေါ်သွားကြတယ်အဒီကတားဖို့ကြိုးစားပေမဲ့သူတို့ကဂိမ်းမဆိုင်ခဲ့ကြပါဘူးသူတို့ကဘာနူးကိုလက်ဝါးကတိုင်မှာရှိနှောင်ပြီးလက်ကွင်းအလဲမှာတက်လိုက်ကြပါတယ်ဂဲနဲ့ပေါက်ကြတယ်နောက်ဆုံးမှာတော့အရှင်လက်လက်မီးရှို့တက်လိုက်ကြပါတယ်လို့ပြောပါတယ်အဲဒီနောက်မှာတော့ပရစ်စတိုမိုရဲ့မိသားစုဟာသူ့အတိုင်းဝိုင်းကနေဖယ်ခွာသွားခဲ့ပြီးထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ဖြစ်ပွားလာခဲ့ပါတယ်ဒါဟာဘာနူးရဲ့ဝိညာဉ်လို့လူတွေကယုံကြည်ကြတဲ့မိစ္ဆာအင်အားတစ်ခုရှိနေကြောင်းဒါဇာကပြောပြပါတယ်ရာဒီအကြောင်းကိုကန်နာရာကမေးတဲ့အခါဘာနူးတည်ဆုံပြီးနောက်သူမပြောကွယ်သွားကြောင်းသူကရှင်းပြပါတယ်တချို့ကတော့သူမကကိုဇွဲရိုးချက်တည်ခဲ့တယ်လို့ပြောပြပြီးအဒီဟာရာဒီကိုစစ်နေခဲ့တာမို့အရန်ကိုစစ်တိကခဲ့ရတယ်လို့ပြောပြပါတယ်အဲ့ဒီအချိန်မှာအောင်းဟာဝိညာဉ်ပုကခံရပြီးသူမရဲ့အရှိအနေကိုကြည့်ပြီးမိဘတွေကပြပြတယ်လဲဖြစ်ကုန်ကြပါတယ်ပရစ်စတိုမိုကသူ့စနီးစီကနေရေတခွက်အမြန်တောင်းပြီးအဲ့ဒီရေပါမှာဂါဒါမန်နန်နဲ့ရွက်ပတ်ပါတယ်သူကအောင်းရဲ့နှစ်ဖူးပေါ်လက်တင်ပြီးသူမစီရနဲ့ထွတ်တက်ဖို့ဘာနုကိုမိတ်ပေးလိုက်ပါတယ်။တင်းမာတဲ့အရှင်ခဏကြာမှာတော့အောင်းဟာသတိပြောင်ဝင်လာပြီးလဲကျသွားပါတယ်။ပရစ်စတိုမိုဟာဘာနုရဲ့အခန်းထဲသားပြီးဘာလို့ဒါတွေဖြစ်နေရတာလဲ။ဘာလို့အောင်းကိုနာကျင်အောင်လုပ်နိုင်ရတာလဲလို့မေးပါတယ်။ကျုပ်တရဲ့စားအုပ်တော့ကျမ်းမြေမှာပြုတ်ကျလာပါတယ်။သူကစားအုပ်ကိုကောက်ယူပြီးဖွင့်ကြည့်လိုက်တဲ့အခါအမွာချက်ချင်းဝိညာဉ်နှစ်ခုအချစ်တစ်ခုလက်စားချေမှုတစ်ခုဝိညာဉ်ကိုဆွဲခေါ်ခြင်းဆိုတဲ့စာသားပါတဲ့စာရွက်ကိုတွေ့ရပါတယ်။ရာသီကကတ်ချစ်တယ်လို့တိုးတိုးလေးပြောပြီးပြန်ပြောက်သွားပြန်ပါတယ်။အဲ့ဒီအချိန်မှာဒါဂျာကကာနာယာကိုသူ့ဦးလေးကဘာနူးနဲ့ရာသီရဲ့ဝိညာဉ်တွေကိုနှစ်သိမ့်ဖို့ရစ်ပူစာပွဲပြင်ဆင်နေကြောင်းပြောပြပါတယ်။အဲ့ဒါကြောင့်ကပြတဲ့ကိုချက်ချင်းသွားဖို့လိုအပ်ကြောင်းပြောပါတယ်။အောင်ဗမာလေးလို့ကာနာယာကမေးတဲ့အခါအောင်ကအဲ့ဒီမှာစောင့်နေပြီးကြောင်းဒါဂျာကပြောပါတယ်။ကာနာယာရစ်ပူစာရဲ့နေရာကိုရောက်တဲ့အခါလူတွေအလုံးပြောက်ကွယ်နေတာကိုသတိထားမိသွားပြီးထိတ်လန့်ပွဲကအောင်ဘာနူးနဲ့ရာသီကိုအဲ့ဒီမှာတွေ့လိုက်ရပါတယ်။သူမဟာဇဝေဇဝါနဲ့ကြောင်ကြည့်နေတော့မှပဲအဲ့ဒီနေရာကစက်တင်ကတ်ခုံကြပါတယ်။ဘာတွေဖြစ်နေတာလဲဆိုတာကိုနားလည်ဖို့ကြိုးစားရင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါအတန်တစ်ခုကြားလိုက်ရပြီးသူကအပြစ်မရှိကြောင်းအော်ဟစ်နေတဲ့ဘာနူးကိုရွာသားတွေကဆွဲခေါ်လာတာကိုမြင်လိုက်ရပါတယ်။ရွာသားတွေကဘာနူးကိုလက်ဝါးကတိုင်မှာချီပြီးထောင်ထားလိုက်ပါတယ်။သူ့ကိုမီးရှို့ဖို့တောင်းဆိုကြပါတော့တယ်။ဘာနူးကအကူအညီတောင်းမိမဲ့လူအုပ်ကြီးကသူ့ကိုခဲနဲ့ပေါက်ကြပြီးနောက်ဆုံးမှမီးရှို့လိုက်ကြပါတယ်။ကန်နာယာအဲ့ဒီမိကွင်းကနေရုတ်တတိပြန်ဝင်လာပါတယ်။ထိတ်လန့်စရာကောင်းတာကဘာနူးရဲ့မီးလောင်ထားတဲ့အလောင်းကြီးကအဲ့ဒီမှာတွဲလောင်းကျနေတာကိုသူမှမြင်လိုက်ရတာပါ။ဒါကြကသူမရဲ့နာမည်ကိုလှမ်းခေါ်ပြီးတတိပြန်ဝင်လာအောင်လုပ်ကတောကြဆိုလို့ပြောပါတယ်။သူကသူမကို ADC ဆွဲခေါ်တာပြီးအဒီကသူမအစင်းသင်းဖြစ်ပြီလားလို့မေးပါတယ်။သူမကဇဝေဇဝါနဲ့ဘာအတွက်အစင်းသင်းဖြစ်ရမှာလဲလို့မေးရကအဒီကသူမကိုအဲ့ဒီမှာလဲနေဖို့ပြောပါတယ်။သူကသူမကိုစိတ်အိတ်တာကိုပြောပြီးအဲ့ဒီမှာထိုင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပရစ်စတိုမိုရောက်လာပြီးကာနာယာကိုတွစ်ပြီးဖို့အော်ပြောလိုက်ပါတယ်။ကာနာယာကအဒီကိုတွန်းထုတ်ပြီးရစ်ပူစော်ရဲ့နေရာကနေတွစ်ပြီးတဲ့အခါအဒီကသူ့လူတွေကိုသူမကိုဖမ်းဖို့အမိန့်ပေးပါတယ်။ကာနာယာကအလွတ်အောင်တစ်ပစ်တဲ့ပင်နောက်မှာပုံနေပေမဲ့အဲ့ဒီမှာမိစ္ဆာနဲ့တိုးတာကြောင့်ထိတ်လန့်နေကြအောင်ဟဲ့မိသွားပါတယ်။သူမကိုရစ်ပူစော်ရဲ့နေရာကိုပြန်ခေါ်သွားပြီးရှင်နောင်လိုက်ကအဒီကရစ်ပူစာပွဲကိုစတင်လိုက်ပါတယ်။သူမအကူအညီတောင်းမိမဲ့ပရစ်စတိုမိုလည်းရှင်နောင်ခံထားရပါတယ်။အဒီကသူ့စီလျှောက်လာတဲ့အခါပရစ်စတိုမိုကသူ့ကိုစစ်ဆုပ်ယုံရှောက်ပွဲကောင်းသူလို့ခေါ်လိုက်ပါတယ်။ဒီနှစ်တွေတခြားလုံးသူတိတ်ဆိတ်နေခဲ့ပေမဲ့ဘာနူးနဲ့သူ့ကိုဆွတ်ဆက်ပုတ်ကခဲ့တာဟာအဒီမဲ့သူသိကြောင်ပြောပါတယ်။ဘာနူးဟာလူဆိုးတယောက်မဟုတ်ကြောင်းရွာသားတွေကိုကာဝယ်ပေးခဲ့ပြီးကလေးတွေကိုလည်းပြည်သူဆောင်ရှောက်ခဲ့ကြသူဖြစ်ကြောင်းလူရန်ကိုပြောပြပါတယ်။ရွာသားတွေကိုစိတ်ကခဲ့တဲ့သူကအဲ့ဒီဖြစ်ကြောင်းဒါကြောင့်တွေ့တဲ့သူကအဲ့ဒီဖြစ်ကြောင်းသူဖွင့်ချလိုက်ပါတယ်။အဲ့ဒီနောက်ဒါကြဘက်ကိုလှည့်ပြီး
ဒါရီဖြစ်အောင်မင်းဘလို့ခွင့်ပြုနိုင်ရတာလဲဒီချိန်စာသင့်ရစ်ပူစွာပွဲကြောင့်မင်းရဲ့ညီမအရင်ကိုဘလို့အသေးခံနိုင်ရတာလဲလို့မေးပါတယ်အဒီကတော်တော်လို့ပြောပေမဲ့ပရစ်စတိုမိုကသူ့မျက်နှာကိုတရွေးနဲ့တွေးလိုက်ပါတယ်ဒေါက်တာတက်တဲ့အဒီကမကြခင်သူ့ညီနဲ့တွေ့ရရမယ်လို့ပြောပြီးပရစ်စတိုမိုကိုဓာတ်နဲ့ထုတ်လိုက်ပါတယ်သူတို့ဟာရစ်ပူစွာပွဲကိုဆက်လုပ်ကြပြီးအဒီကလူပေါင်းတစ်ထောင်ရဲ့အသက်ကိုကောက်ဝယ်ဖို့အတွက်ရစ်ပူစွာမှုကိုပြုလုပ်ပါတယ်ခဏအကြာမှာတော့ကန်နာယာဟာသူမကိုကောက်ဖို့ခေါ်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်ရုတ်တရက်သူမကိုချီထားတဲ့ကြိုးတွေကသူ့အလိုလိုမီးလောင်သွားပြီးသူမဟာရာသီရဲ့ဝိညာဉ်ပုကမှုနဲ့စတင်ကတ်ခုံမာတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အဒီကထိတ်လန့်သွားပြီးရာသားတွေလည်းသူမရဲ့ကတ်ခုံမှုကိုကြည့်ပြီးကြောင်ဝမ်းသွားကြပါတယ်။အဒီကသူမကိုတားဖို့ကြိုးစားပေမဲ့ဒါကြောင့်ရုတ်တရက်သူ့စီခေါ်ပြီးအနောက်ကိုတွန်းထုတ်လိုက်တာကြောင့်ရုပ်ရည်ဆိုင်ကဖြစ်သွားပါတယ်။အစပိုင်းမှာအဒီကသူ့ကိုအနိုင်ရပြီးဘေးကိုလွှင့်ပစ်လိုက်ပေမဲ့ဒါဂျာကလက်မလျှော့ပါဘူး။သူကမီးတုပ်ကိုကင်ပြီးအဒီကိုမီးရှို့လိုက်ပါတယ်။အဒီကအကူအညီတောင်းပြီးအော်ပြီးမဲ့ဘသူမှကူညီဖို့မလာကြပဲလူအုပ်ကြီးကလည်းထိတ်လန့်နေကြထွေးပြီးကုန်ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ကိုကူညီပေးတဲ့အတွက်ဘာနူးကကန်နာယာကိုကျူးစုတင်နေရကိုမြင်တွေ့ရပါတယ်။ယာတီကလည်းသူမကိုကတ်ခုံချင်းကိုမရက်တမ်းမှုပြောပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒါဂျာကသူမကိုလှုပ်နှုတ်လိုက်ပြီးသူမပြန်တတိဝင်လာပါတယ်။သူတို့ဟာပရစ်စတိုမိုစီကိုအမြန်သွားကြပြီးသူကကန်နာယာကိုသူ့ကိုစားအားကိုစောင့်ရှောက်ပေးဖို့မှကြားကအခုတော့ကြောက်စရာဘာမှမရှိတော့ကြောင့်နှိမ့်သိမ့်ပေးခဲ့ပါတယ်။အဒီကယာတီကိုတိတ်ဆိတ်ရှိနေခဲ့တာကြောင့်ဒီအမုန်းတရားတွေအားလုံးမေးပွားလာတာဖြစ်ကြောင်းကန်နာယာကပြန်ပြောပြပါတယ်။ချွာသားတွေကဘာနူးကိုလူသိရှင်ကြအရှိခွဲဖို့တရေးစိတ်ခဲ့ကြပါတယ်။ယာတီနဲ့ဘာနူးတို့ဟာအတူနေခွင့်မရပဲကွက်ကွာခဲ့ရတဲ့အတွက်အနည်း20ကြာနာကြီးချစ်တွေကြီးထွားလာခဲ့တာပါ။ချွာကနေမထွက်ခွာခင်မှာကန်နာယာကပဝါကိုမြစ်တဲလွှင့်ပစ်လိုက်ပါတယ်။ပြီးတော့ဆီယာမစာတီဟာတကယ်တော့ယာတီရဲ့အမိပြချပေါ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအပြန်လမ်းမှာကန်နာယာဟာသူမရဲ့ဖုန်းကိုထုတ်ဖို့အိတ်ကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့ထိတ်လန့်စရာကောင်းတာကပဝါဟာသူမရဲ့အိတ်ထဲမှာပြန်ရောက်နေတာဖြစ်ပြီးစကားကတော့အဲ့ဒီမှာတင်ပြီးဆုံးသွားပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။